Storytime with D channel မှာကြိုဆိုပါရစေ။ကဲတာမီမီတို့ရေမတွေ့ရတာအတော်လေးကြာနေကြပြီနော်။ဖိုးဖိုးလေးရောတတိယရလား။ဒီနေ့ဖိုးဖိုးလေးပြုတ်ပြပေးမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ချင်းတဲ့နစ်ကြွက်ကလေးပုံပြင်လေးပဲဖြစ်ပါတယ်။ကဲပုံပြင်လေးကိုစလိုက်တော့မယ်နော်။ဟိုးရှိတုန်းကတော့အုပ်တစ်ခုမှရှိတဲ့အုတ်ဂူလီတစ်ခုမှချင်းတဲ့ကြီးတောင်နေထိုင်ပါတဲ့ချင်းတဲ့နဲ့အတူတူမနီးမဝေးတွင်းလေးတစ်ခုမှကြွက်တကောင်လေးရှိနေပြန်တဲ့တနေ့မှာတော့ချင်းသေးကြီးအိမ်ပြောနေတဲ့အချိန်ရှောက်ပြီးပြေးလွှတ်နေတဲ့ကြွက်ကလေးကချင်းသေးကြီးအပေါ်မတော်တဆတက်နေမိသွားတဲ့အဲ့ဒီအချိန်မှာချင်းသေးကြီးလက်နိုးသွားပြီးစိတ်ဆိုးသွားကကြွက်ကလေးကိုဖမ်းရှုပ်ထားလိုက်ပါတယ်အေးရေးပြတ်သွားတာချင်းသေးကြီးကဒေါသတကြီးနဲ့ဖမ်းချုပ်ထားလိုက်တာဖြစ်တဲ့အတွက်ကြွက်ကလေးကကြောက်ကြောက်လန့်လန့်နဲ့ချင်းသေးကြီးကိုချင်းသေးကြီးငါမားသားပါလေငါ့ကိုတော့မစားပါနဲ့ဆိုပြီးတောင်းပန်စကားတစ်ခါတည်းပြောလိုက်ပါတဲ့အဲ့ဒီခါမှာချင်းသေးကြီးကလည်းကောင်းပြီလေငါမင်းကိုမစားတော့ဘူးဒါပေမဲ့မင်းကိုငါမလွတ်ခင်မှာမေးခွန်းတစ်ခုမေးချင်တယ်အကယ်၍မင်းကိုငါလွတ်ဖေးလိုက်ရင်ငါ့ကိုဘာပြန်ပြီးနေမှာလဲဆိုပြီးမေးပါတယ်ကလည်းပဲကြွက်လေးကစနစားပြီးပြန်ဖြစ်လိုက်ပါတယ်သူ့ကိုလွတ်လိုက်ရတဲ့အကျိုးကိုတနေ့ချင်းသေးကြီးပြန်ခံစားရမှာလို့ပြောခဲ့ပါတယ်ကြွက်ကလေးကအဖြိုးကိုချင်းသေးကြီးကလောင်တဲ့အနေနဲ့ဟာလို့အိုရလိုက်ပြီးမဲလို့ပိတ်စီညောင်းတော့ကြွက်ကလေးတကောင်ကများငါ့ကိုဘာပြန်လို့ပေးနေမှာလဲလို့ပြောခဲ့ပြီးကဲဒီတကောင်တော့ရှိပါစေတော့ငါမင်းကိုလွတ်ပြလိုက်မယ်နောက်တကောင်ဆိုနမမတ်ဆိုပြီးချင်းသေးကြီးကကြွက်လေးကိုလွတ်မိခဲ့လိုက်ပါတယ်ကြွက်ကလေးကလည်းသူ့ရဲ့အသက်ကိုချမ်းသာပေးခဲ့တဲ့အတွက်ဂျေဇုအများကြီးတင်ပါလေလို့ပြောပြီးပြေးထွက်သွားခဲ့ပါလေအဲ့ဒီလိုနဲ့ဒီနေ့မှာတော့အစားရှားထွက်နေတဲ့ချင်းသေးကြီးတကောင်ဟာမုတ်ဆူထောင်ထားတဲ့ပိုက်ကွန်မှာအဖမ်းခံရပါတော့တယ်ပိုက်ကွန်ကချင်းသေးကြီးရဲ့တကူလုံးကိုချုပ်ထားတယ်လို့ဖြစ်နေတဲ့အတွက်ချင်းသေးကြီးကယုံနေတာကအချီအနီးပါပဲဒေါ်တာအရန်ထွက်နေတဲ့ချင်းသေးကြီးဟာအော်ဟေးဟင်းဟောက်ယုံကလွဲပြီးဘာမှမတတ်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာတော့ချင်းသေးကြီးလွတ်ပေးခဲ့တဲ့ကြွက်ကလေးကချင်းသေးကြီးရဲ့ဟင်းဟောက်တန်းကြောင့်အတန်လာရအနီးနားကိုပြီးလာခဲ့ပါတော့လေဒီချိန်မှာတော့ကြွက်ကလေးကချင်းသေးကြီးကိုမြင်တဲ့အခါသူ့အသက်ကိုလွတ်ပေးခဲ့တဲ့ကယ်တင်ရှင်ချင်းသေးကြီးကိုကဲဆယ်ဖို့ကြိုးစားပါတော့လေကြွက်ကလေးကသူ့ရဲ့သွားတွေနဲ့ချင်းသေးကြီးရဲ့အပေါ်ပါပိုက်ကွန်တွေကိုစူးစားပန်းစားကိုက်ဖြတ်ပါတော့တယ်။နောက်ဆုံးမှတော့မစိုးမလာဟင်ပါပဲကြွက်ကလေးခိုက်ထက်ဖေးရလို့ချင်းသေးကြီးကပိုက်ကွန်ကနေလွတ်မြောက်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ချင်းသေးကြီးလဲကြွက်ကလေးရဲ့ဂျေဇုကြောင့်အသက်ဘေးကနေလွတ်မြောက်သွားခဲ့တယ်အဲ့ဒီချိန်မှာတော့ချင်းသေးကြီးဟာကြွက်ကလေးရေမင်းကငါအကောင်သေးနေဆိုပြီးအထင်သေးခဲ့ပြီလို့ငါတောင်းပန်မှလည်းကွာတခါတလေကြတော့လောကကြီးမှာအကောင်သေးပေမဲ့သူ့နေရာနဲ့သူအတုံးတက်တယ်ဆိုတာငါလုံးဝတိသွားပါပြီငါလုံးဝအကြီးမှားသွားပါတယ်ဆိုပြီးချင်းသေးကြီးကကြွက်ကလေးကိုတောင်းပန်စကားပြောလိုက်ပါတော့တယ်အဲဒီလိုနဲ့ချင်းသေးကြီးကိုကြွက်ကလေးကိုနှစ်ဦးစလုံးပျော်ရွှင်ရွှင်နဲ့တော့အုပ်ကြီးထဲကိုဝင်သွားပါတော့တယ်ပုံမြင်လေးကတော့ဒီလောက်လေးပါပဲကလေးတို့ရေဒီပုံမြင်လေးကြောင့်ကလေးတို့ဘာသင်ခန်းစာရမလဲလို့ထင်ကြတယ်လေကလေးတို့ရေဒီပုံမြင်သင်ခန်းစာကတော့လောကမှာလူတိုင်းကအစနှင့်တီဖြစ်စေအစမြင့်တီဖြစ်စေသူ့နေရာနဲ့သူတန်ဖိုးရှိကြပါတယ်ဆိုတဲ့သင်ခန်းစာကိုရတယ်လို့တခါလဲအကျဉ်းသားတရားထားလိုက်ခြင်းကတချိန်မှတော့ပြန်လဲအကျိုးရှိနိုင်တယ်ဆိုရင်လူတိုင်းပေါ်အကျဉ်းသားတရားထားဆက်ဆံခြင်းကဘလောက်များအကျိုးများမလဲဆိုတဲ့သင်ခန်းစာများရပါတယ်ကဲကလေးတို့ရေဒီလောက်ဆိုအားလုံးနားလေကြမယ်ထင်ပါတယ်နော်
တဦးနဲ့တဦးအချင်းမထိပဲလူတိုင်းအပေါ်အချင်းတာထားပြီးအကျိုးရှိတဲ့အရာများလှုပ်ဆောင်ပေးနိုင်ကြပါစေနော် ပုံမြင်လေးကိုကြိုက်နေတဲ့ရင်ဖူဖူရဲ့ channel လေးကို like and subscribe လေးလုပ်ပေးတော့ပါဦးနော်